ကိုလေးစားချစ်ခင်ရတဲ့ပြည်သူများလုံးဝမင်္ဂလာပါကျွန်တော်အကြောင်းအရာလေးတစ်ခုရှင်းပြခြင်းလို့ line မော်တက်လာတာပါပုံမှန်အားဖြင့်တော့ကျွန်တော် line မော်ကိစ္စတွေကိုပြန်ပြီးတုံ့ပြန်လည်းမရှိဘူးရှင်းလည်းမရှင်းဘူးဘာလို့လဲရှင်းရတာရှုပ်စိတ်လည်းမဝင်စားဘူးခုဘဝနဲ့ကိုနေတယ်ကျွန်တော်အမှုပညာအလုပ်ကိုကိုယ့်ကိုကြိုးစားပြီးလုပ်တယ်အခုကမိသားစုကိစ္စဖြစ်နေလို့ကျွန်တော်မရှင်းလို့မရလို့တက်လာတာကျွန်တော်သမီးရဲ့ comment လေးတစ်ခုကြောင့်ဖြစ်သွားတဲ့ပြဿနာတွေကပြင်းနေကြီးလာလို့ဗျအဲ့ဒါလေးရှင်းပြခြင်းကျွန်တော်မိသားစုကိစ္စပါပြည်သက်တွေကိုကြိုပြီးတော့တောင်းပန်ထားခြင်းတာကျွန်တော်အခုပြောနေတာကကျွန်တော်မိသားစုအကြောင်းမသိဘဲနဲ့ဝေဖန်တိုက်ခိုက်နေတဲ့သူတွေကိုရည်ညွှန်းတာပါနော်ကျွန်တော်ကိုချစ်ပြီးအားပေးနေတဲ့ပြည်သက်တွေနဲ့မဆိုင်ပါဘူးကျွန်တော်မိသားစုကိစ္စကလည်းပြည်သက်တွေရဲ့အရေးရောမဟုတ်ပါဘူးဒါနဲ့တိတိနဲ့ထင်လို့ကျွန်တော်ဒါရှင်းပြမှဖြစ်မှာမလို့ရှင်းပြတာပါနော်ဒီ post လေးပါဟုတ်လားရည်ရတယ်ဗျဗါတယ်အစင်တန်းခွဲကြပြီးငွေမဲ့တဲ့ခံခိုင်းနေကျွန်တော်သားအကြီးကောင်ကျွန်တော်ငွေဖြတ်လိုက်ဘာလို့ဖြတ်ရတာလဲဆိုတဲ့အကြောင်းရင်းကအများကြီးရှိပါတယ်ကျွန်တော်သားသမီး3ယောက်ဆိုလို့ကျွန်တော်တန်းတူချစ်ပါတယ်အားလုံးကိုချစ်ပါတယ်ကျွန်တော်သားအကြီးကောင်ကအိမ်အောင်အရင်ဆုံးကြပါတယ်ကြားတဲ့အချိန်မှာလည်းကျွန်တော်မင်္ဂလာဆောင်ကြီးကြီးခန်းခန်းနာလေးဆောင်ပေးပါတယ်ကျွန်တော်ချွေးမလေးကကလဝဲသရာရဲ့ပေါ့အစင်းရရွာလေးတယောက်မှာနေပါတယ်သူတို့တွေကပုံမှန်မိသားစုလေးပါအရင်လေးပြည့်စုံတဲ့မိသားစုမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ချစ်ပါတယ်ကျွန်တော်ချွေးမလေးကိုကျွန်တော်ချစ်ပါတယ်အဲ့အတွက်ကျွန်တော်တတိယခန်းခန်းနာတင်းတယ်လေးမိသားဖသားပြီးတောင်းရမ်းပြီးတော့မှကျွန်တော်သားကြီးရဲ့မင်္ဂလာပွဲကိုကျွန်တော်ကျင်းပပေးခဲ့ပါတယ်အဲ့တော့အခုလူတွေကထင်နေတာကျွန်တော်သားကျွန်တော်ငွေမဲ့လို့အဲ့ကောင်မလေးနဲ့မပေးစားပဲနဲ့ကျွန်တော်အမွေဖြတ်လိုက်တယ်ဆိုမဟုတ်ဘူးဗျပြောင်းမြန်ကြီးဖြစ်နေတာကျွန်တော်ချွေးမလေးနဲ့စုမော်အောင်နဲ့ကျွန်တော်မှမြင်း2ယောက်ရှိပါတယ်အကြီးမရွှေပိုးမုံနိုင်ပေါ့ဗျာနာမည်အရင်ကနာမည်ပြည့်စုံတော့တဲ့အငယ်မလေးကရွှေရည်ခစ်အဲ့2ယောက်စလုံးနဲ့အဲ့ညီလေး2ယောက်စလုံးနဲ့ကျွန်တော်ချွေးမကျွန်တော်မိသားစုနဲ့အတူတူရှိပါတယ်ကျွန်တော်ချွေးမလေးကိုကျွန်တော်အမွေစားတမီးအဖြစ်ပြန်မွေးစားလိုက်ပြီးတော့ကျွန်တော်သားအကြီးကောင်ကျွန်တော်အမွေဖြတ်လိုက်ရပါဒီမှာရေးထားတာနာမည်လည်းသူတို့တခြားလည်းမသိပဲနဲ့ဗျာရေးထားတာပါတယ်သူ့နာမည်ကနေရဲနဲ့နာမည်ခက်စင်ဆိုပြီးတော့နေသွေးဆိုပြီးတော့ရေးရတယ်ဗျာလူကြီးအကြောင်းလည်းတခြားလည်းမသိပဲနဲ့အဲ့တော့ခင်ဗျားငွေမက်တာဖြစ်နိုင်ပါတယ်ပေါ့ comment တွေကလည်းကျွန်တော်အဲ့ comment တွေကိုဖတ်နေကျွန်တော်ရည်ချင်းလည်းစိတ်လည်းမကောင်းဘူးဗျာအဲ့အတွက်ကျွန်တော်ဒါကိုလာဖြည့်ရှင်းတာပါအဲ့တော့ကျွန်တော်ချွေးမလေးကကလေး2ယောက်ရပြီးတော့မှကျွန်တော်သားအကြီးကောင်ဖောက်ပြန်သွားပါတယ်ဖောက်ပြန်တာမှရိုးဖောက်ပြန်တာပေါ့အချိန်ဖောက်ပြန်တယ်ပြီးတော့ကျွန်တော်သားအကြီးကောင်ကအဲ့သူဖောက်ပြန်တဲ့အမျိုးသမီးနောက်ကိုကောက်ပေါအောင်လိုက်သွားပါတယ်အဲ့တော့ကျွန်တော်ချွေးမလေးကိုကျွန်တော်တနာတဲ့တွေ့ကျွန်တော်ကသမီးအဖြစ်ကျွန်တော်တို့တမိသားစုမှာချစ်ခင်နေကျွန်တော်သမီးငယ်မကလည်းသူ့အမအရင်လိုချစ်တယ်ကျွန်တော်ကလည်းသမီးရင်လိုချစ်တယ်အတွက်ကျွန်တော်တို့အိမ်မှာပဲမိသားစုစီးလုံးနေပါတယ်ကျွန်တော်သားအကြီးကောင်ကိုကျွန်တော်ငွေဖြတ်လိုက်တာအခုဆိုလို့ရှိရင်6လကျော်ပါအဲ့တော့မတီးဘဲနဲ့ငွေမက်ကျွန်တော်ငွေမက်တယ်ဆိုတာပြည်သက်တွေသူတို့ပြောတာမှန်တယ်ဗျကျွန်တော်ငွေမက်ပါတယ်ဘယ်ငွေကိုမက်လဲသိလားကျွန်တော်ငကူကခြေမနော်ငကူကခြေမကြအောင်ရှာထားတဲ့ငွေကိုမက်ပါသူများကြီးကဒီနေ့တည်းကကျွန်တော်ကတကြက်တပြားမှကျွန်တော်မကျူးလွန်ဘူးသူတို့မယူဘူးဗျာအဲ့တော့လက်ဆောင်ပေးရင်တော့ယူတယ်လေဟုတ်တယ်မဆုချရရင်ယူတယ်ပွဲကောက်လို့ရတယ်ယူတယ်ရုပ်ရှင်ရလို့ရတဲ့ပတ်စံယူပါတယ်ကျွန်တော်ငွေမက်ပါတယ်ဘာကြောင့်ငွေမက်တာလဲဆိုတော့ကျွန်တော်မိသားစုအတွက်ကျွန်တော်ရှားပါတယ်ကျွန်တော်မြည်လေး2ယောက်အရွယ်ရောက်ဖို့အတွက်ကျွန်တော်ကြောင်းထားပေးရတယ်ကလေးတွေကိစ္စတွေအကုန်လုံးကျွန်တော်တာဝန်ယူရတယ်သားသမီးတွေအရွယ်ရောက်လာလို့သူတို့တွေလွတ်သွားပြီလို့ထင်နေကြမှာကျွန်တော်မြည်2ယောက်ကကျွန်တော်အတွက်ကျွန်တော်ရှာဖွေမှရမယ့်အခြေအနေမျိုးတစ်ခုဆက်ရောက်လာတဲ့အတွက်ကျွန်တော်ငွေမက်ပါတယ်ငွေမက်ပင်နဲ့ကိုစူးစမ်းလို့ရတဲ့ငွေကိုမက်တာပါကျွန်တော်သူများရှိအလက်ကားရတဲ့ငွေမမက်ပါအဲ့ဒါတော့ဒါကျွန်တော်ရဲ့ခံချက်ပါကျွန်တော်ဒီခုချိန်ထိသူများရှိမယိုးမသားနဲ့ဖောက်လဲဖောက်ပြန်လုပ်ထားတဲ့ငွေတစ်ခုမှမရှိပါဘူးကျွန်တော်ယူသားနဲ့စူးစမ်းပြီးရှာတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်အောင်သမားကြီးမိသားစုအတီးဆုံးပဲကျွန်တော်စူးစမ်းပြီးရှာတယ်သူတို့ရှိကကျွန်တော်ပစ္စည်းလေးတွေယူပြီးရင်ကျွန်တော်ဝယ်ပြီးရင်ကျွန်တော်အဲ့လိုမျိုးပေါ့ကျွန်တော်ပြီးနေတယ်လို့လေးဖဲပေးနေကျွန်တော်ဒီဘဝဒီချိန်နေရောက်လာတာပါကျွန်တော်လက်ကားရထားတဲ့ပတ်စံမရှိပါဘူးဟုတ်အဲ့တော့ဒီ post ကိုတင်တဲ့သိစေချင်တာပါမိသားစုအကြောင်းကိုမတီးဘဲနဲ့ဝေဖန်တဲ့သူကလည်းရေးတယ်ပြီးတော့ comment မှာရေးတဲ့သူတွေကလည်းခင်လန်ရတော့ငွေမက်တယ်ဆိုတာဖြစ်နိုင်ပါတယ် तू ကဘယ်လိုခေါ်မလဲတကူကြီးစူးစမ်းပြီးရလာတဲ့ဖြစ်တယ်သူဆိုတော့သူငွေမက်တာဖြစ်နေဟုတ်တယ်ကျွန်တော်ငွေမက်ပါတယ်ခုနကျွန်တော်ပြောသလိုပေါ့ကျွန်တော်နှစ်ခုကချွေချီမကြအောင်ရှာထားတဲ့ငွေကျွန်တော်မက်ပါတယ်အဲ့ဒီငွေတွေကျွန်တော်အလကားမသုံးပါဘူးကျွန်တော်တက်နိုင်တဲ့ညမှာတူပါတယ်ကျွန်တော်မိသားစုအတွက်လိုအပ်တဲ့ညမှာသုံးပါတယ်အဲ့ဒါလေးလာပြောတာပါခင်ဗျဟုတ်ကဲ့ကျွန်တော်ငွေမက်ပါတယ်ခင်ဗျကြီးရတယ်နော်သူများအကြောင်းကမသိရင်မပြောပါနဲ့
ခင်လိုက်စိတ်တွေအကုန်လုံးရှော့ချထားပါတယ်ကျွန်တော်ဆဲလည်းမဆဲချင်ဘူးပြန်လည်းမဖြစ်ချင်ဘူးဖြစ်ရမှာလဲကျွန်တော်ရှက်တယ်အဲ့ဒါကြီးရှက်စရာကောင်းတယ်နော်အဲ့တော့ဒီ post ကိုတင်တဲ့ လူမြန်မာစီ post ပန်ရှင်ရှက်တတ်ပါစေလို့နော်ရှက်တတ်ပါစေ